ပဲခူးတိုင်းဖြူမြို့အနီးနဲ့ပဲနွယ်ကုန်းမြို့တွေအနီးမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုဒီနေ့ဇန်နဝါရီလ17ရက်နေ့မနက်ပိုင်းမှာ PDF တပ်တွေကတိုက်ခိုက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ဖြူမြို့ရဲ့မြောက်ဖက်2မိုင်ခွဲဝေးတဲ့စားကုန်းရွာကတပ်စခန်းနဲ့စစ်စေးရေးဂိတ်ကိုဒီမနက်အစောပိုင်း9နာရီမှာစတင်တိုက်ခိုက်ခဲ့တယ်လို့ပဲနွယ်ကုန်းမြို့နယ်တွေကအမှတ်300ခွန်ချစ်မြင့်တရင်အနီးမှာလဲတိုက်ပွဲဖြစ်တယ်လို့ဒေသခံတအုပ်ကပြောပါတယ်။ခမရ300ခွန်ကပဲနွယ်ကုန်းမြို့ရဲ့အနောက်မြောက်ဖက်2မိုင်ခွဲခန့်အကွာမှာတည်ရှိတာပါခမရ300ခွန်အနီးမှာတော့ဒီနေ့မနက်ပိုင်း6နာရီဝန်းကျင်ကစတင်ပြီးတိုက်ပွဲဖြစ်တာဖြစ်ပြီးတော့စစ်ကောင်စီတပ်ကလေကြောင်းကိုတုံးပြီးခုခံတယ်လို့ဒေသခံတွေစီကသိရပါတယ်တိုက်ပွဲဖြစ်တဲ့ဖြူမြို့စားကွန်းရွာရောပဲနွယ်ကုန်းခမရ300ခွန်တို့ဟာရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာရှိပြီးတော့ရန်ကုန်မန္တလေးရထားဖြတ်တန်းသွားလာရာဒေသတွေလည်းဖြစ်ပါတယ်အခုလိုမတိုက်ခိုက်ခင်ကတည်းကဒေသခံတွေယာယီတင်းရှောင်နေကြဖို့ PDF တွေကကြိုတင်သတိပေးထားတယ်လို့လည်းသိရပါတယ်။ပဲနွယ်ကုန်းမြို့ဘက်မှာတော့မနက်10:00နာရီခန့်မှာပြစ်ခတ်တံတွေငြိမ်သက်နေပြီးဒေသခံတွေလည်းစတင်တင်းရှောင်နေကြပြီလို့သတင်းရရှိပါတယ်။လက်ရှိစီးရေးအခြေအနေတွေအရခရီးသွားပြည်သူတွေအနေနဲ့စီးရေးသတင်းတွေကိုနားဆွင့်ပြီးသွားလာကြဖို့ကိုလည်းရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့ပဲနွယ်ကုန်းမြို့ကန်တချို့ကအသိပေးပါတယ်။ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ကစစ်ကောင်စီတပ်စခန်းတွေကိုဇန်နဝါရီလ9ရက်ကလည်း NUG အစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့အမှတ်2စစ်စင်ရေးနေမြေပဲခူးတိုင်းစစ်ဌာနကစစ်တောင်းမြစ်ဝမ်းဒေသအောင်မြင်စစ်စင်ရေးအဖြစ်တိုက်ခိုက်ခဲ့ပါသေးတယ်။အဲဒီတိုက်ခိုက်မှုမှာတော့တော်ကျွေးအင်းမြို့ကိုထိန်းချုပ်နိုင်ခဲ့တယ်လို့စစ်စခန်း14ခုကိုတိုက်ခိုက်ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်90ထက်မနည်းတိစုံခဲ့ပြီးလက်နက်ခဲယံအများပြားလဲသိမ်းဆည်းရမိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကဆိုထားပါတယ်။ဒါပေမဲ့တိုက်ခိုက်တဲ့နေ့မှာပဲတော်ကျွေးအင်းကနေ PDF တွေပြန်လည်ဆုတ်ခွာသွားခဲ့တာပါအမှတ်2စစ်စင်ရေးနယ်မြေစစ်စင်ရေးမှူးရဲဘော်တအူးကတော်ကျွေးအင်းမြို့ကိုခိတ္တထိန်းချုပ်ဖို့အတွက်ရည်မှန်းခဲ့တာဖြစ်ပြီးစစ်ရေးရည်မှန်းချက်အတိုင်းထိန်းချုပ်နိုင်ခဲ့တယ်လို့ဆောင်ရွက်စရာကိစ္စတွေကိုဆောင်ရွက်ပြီးမှတဆင့်ချင်းစနစ်တကျဆုတ်ခွာခဲ့တာလို့ပြောပါရရှင်။